ကလာပါရှင်ညီမကြတော့တန်တန်ဟိုင်လို့နာမည်ခေါ်ပါတယ်ရှင်ဒီစီသမမျိုးကိုညီမကမျှဝေပေးမှာဖြစ်တဲ့အဲ့ဒါကဘာလဲဆိုတော့ Pro လို့ခေါ်ပါတယ်ရှင် Pro ကကြတော့ပေါ့နော်ညီမတို့အတွက်ဒါဘာတွေကောင်းလဲဆိုတော့ညီမတို့ကအုံနောက်အာယုံကြောတို့ကိုပုံမူပြီးတော့ကောင်းလာပါဖြစ်ပါတယ်ရှင်နောက်ထပ်နံပါတ်2ကကြတော့ပေါ့နော်ဘာတွေကောင်းလာစေတယ်ဆိုရင်ပေါ့နော်ညီမတို့ကပေါ့နော်တင်ယူလေးလာမှုနေရာမှာဆိုရင်ပို့ပြီးတော့မှတ်ညာတွေကောင်းလာစေတာဖြစ်ပါတယ်ရှင်နောက်ထပ်နံပါတ်3ကကြတော့မကောင်းတဲ့ဆဲတွေကိုပေါ့နော်ပို့ပြီးတော့ကောင်းမွန်လာအောင်ပြုပြင်ပေးတာဖြစ်ပါတယ်ရှင်အဲ့ဒီတော့ဒီ Fuel Fruit ထဲမှာဆိုရင်ပေါ့နော်ဘာတွေပါဝင်တာလဲပါဝင်တဲ့ပစ္စည်းတွေကကြတော့ပေါ့နော်ပထမတစ်ခုအားကြတော့ဂျင်းကိုရွက်လို့ခေါ်ပါတယ်ရှင်နောက်ထပ်တစ်ခုအားကြတော့ပေါ့ကိုကြီး berry တီးပဲခေါ်ပါတယ်နောက်ထပ်တစ်ခုအားကြတော့ berry tea နဲ့စပစ်စီတို့ပါဝင်တာဖြစ်ပါတယ်ရှင်ဒီသီးတွေကကြတော့ဘာတွေကောင်းစေတာလဲဆိုရင်ပေါ့နော်အောက်နောက်အာယုံကြောတွေပို့ပြီးတော့ခိုင်မာလာစေတာဖြစ်ပါတယ်အောက်နောက်အာယုံကြောပေးတဲ့ပြင်တွေးကြောတဲ့ကနော်ညီမတို့တွေးကြောတဲ့ကအရာတွေကိုလည်းပို့ပြီးတော့ခိုင်မာလာစေတယ်၊တွေးပြိုလာစေတယ်၊မညံလို့ဆိုလဲပို့ပြီးတော့ကောင်းလာစေတာဖြစ်ပါတယ်ရှင့်။နောက်ထပ်တစ်ချက်ကကြတော့ပေါ့နော်ဆဲတွေပေါ့နော်ပို့ပြီးတော့မကောင်းတဲ့ဆဲတွေကိုပြုပြင်ပေးတယ်ပြီးရင်ကောင်းတဲ့ဆဲတွေကိုပို့ပြီးတော့တန်မာလာစေတယ်ရှင့်။မညံတို့ပို့ပြီးတော့ကောင်းမွန်လာစေတယ်။နောက်ပြီးတော့ခဏခဏမေ့တတ်တဲ့ညီမလိုမျိုးပေါ့နော်အရင်ကဆိုရင်ခဏခဏမေ့တတ်တဲ့သူတွေဆိုရင်ပေါ့နော်ဒီဖိုးလေးကိုပေးတောက်စေချင်ပါတယ်ရှင့်။ဘာလို့လဲဆိုတော့ပေါ့နော်ညီမကိုတိုင်ရလဲဒီ flow လေးကိုတောက်ရင်းနဲ့ဒီလိုမျိုးမျှဝေပေးနိုင်တာဖြစ်တယ်ရှင့်။အဲဒီတော့နောက်တစ်ချက်ကကြတော့ပေါ့နော်ညီမတို့ဒီအောက်နောက်အာယုံကြောတွေကသွေးလေပတ်မှုတွေလည်းပို့ပြီးတော့ကောင်းမွန်စေတယ်။သွေးလေပတ်မှုတွေပိုကောင်းစေတာလဲဆိုတော့ဒီသွေးလေပတ်မှုတွေညီမတို့ရက်သွားပြီဆိုညီမတို့အောက်နောက်ကအလုံးမလုံးတော့ဘူးရှင့်။အဲဒီတော့အောက်နောက်တွေလှုပ်ဖို့အတွက်ပို့ပြီးတော့ပေါ့နော်နောက်ထပ်ညီမတို့သွေးခေါ်ရဖို့ရကောင်းလာဖို့အတွက်ဒီသွေးလေပတ်မှုကနေပြီးတော့ပို့ပြီးတော့ညီမတို့ကိုပြုတ်ပြင်းလုပ်ပေးတာဖြစ်တယ်ရှင့်။အဲဒီတော့ဒီ flow လေးကိုပေါ့နော်တောက်ချင်အားဖြင့်ညီမတို့ကမညံလဲကောင်းလာမယ်။နောက်တစ်ခုကညီမတို့တင်ယူလေးလာမှုချိန်မှာဆိုရင်လည်းပို့ပြီးတော့မညံတို့ကောင်းပြီးတော့ပို့ပြီးတော့ကောင်းမွန်စေတာဖြစ်တယ်။အဲဒီတော့ဘယ်လိုလူမျိုးတွေတောက်ရမလဲဘယ်လိုမျိုးတောက်ရမလဲဆိုရပေါ့နော်ပထမတစ်ချက်ကကြတော့ဝတ်တစ်လုံးကနေနှလုံးထိတောက်လို့ရပါတယ်ရှင့်။ဘာလို့လဲဆိုတော့မနဲ့သမင်းမစားခင်မှာတောက်လို့ရတယ်လို့ညနေသမင်းမစားခင်လည်းတောက်လို့ရပါတယ်ရှင့်။အဲဒီတော့ဒီဖိုးလေးကိုပေါ့နော်ဘယ်လိုလူမျိုးကနေပြီးတော့တောက်လို့ရတာလဲ။တဲ့အသက်အရွယ်ကနေတောက်လို့ရတာလေ။သုံးမျိုးရှိတယ်ရှင့်။ဒီသုံးမျိုးကနေပြီးတော့တောက်ရမယ့်လူမျိုးစားကြတော့အသက်10နှစ်ကနေပြီးတော့အသက်20နဲ့နှစ်အရွယ်ကနေစားပြီးတော့တောက်လို့ရပါပြီ။ဘာလို့ဆိုတော့အသက်10နှစ်ကနေပြီးတော့22နှစ်ရွယ်ဒီညီမတို့ကတော့ဒါပညာသင်နေတဲ့အချိန်ကျောင်းနေတဲ့အချိန်သူတို့ကပေါ့နော်မှတ်ဉာဏ်တွေပို့ပြီးတော့ကူးလာစေတယ်ပြီးရင်ပေါ့နော်စိတ်ရှုပ်မှုတွေမရှိဘဲနဲ့တေးသေးချာချာပညာသင်လို့ရတာဖြစ်ပါတယ်ကျနောက်ထပ်ပေါ့နော်အသက်25နဲ့59ကြားရှင်ဒီ25နဲ့59ကြားဆိုရင်ညီမတို့လိုမျိုးပေါ့နော်အရန်မတောက်သေးတယ်ဘာလို့လဲဆိုတော့အသက်20ကျော်ပြီဆိုရင်မှတ်ဉာဏ်တွေမကောင်းတော့ဘူးညီမတို့တကူကူလောက်တယ်ဆိုရင်ရှုပ်ထွေးမှုတွေရှိလာပြီမှတ်ဉာဏ်တွေမကောင်းတဲ့အခါမှာညီမတို့ပညာသင်တာဖြစ်ဖြစ်ညီမတို့စီးပွားရေးလောက်တာဖြစ်ဖြစ်သင်ယူမှုလောက်တဲ့နေရာမှာဖြစ်အစင်မပြေတော့ဘူးရှင်အဲဒီတော့ညီမတို့တစ်နေ့ကိုတစ်လုံးတောက်ချင်အားဖြင့်ညီမတို့ကမှတ်ဉာဏ်တွေတောင်းလာမယ်စိတ်ပြီးစီမှုတွေလည်းလျှော့နိုင်အနေလာပြီးတော့အောက်နောက်အာယုံကြောလဲပတ်မှုတွေကိုလည်းပို့ပြီးတော့ကောင်းလာပြီးတော့ညီမတို့သင်ယူလေးလာထားတဲ့အရာတွေလည်းပို့ပြီးတော့မှတ်နိုင်တာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ချက်ကကြတော့ပါလဲဆိုတော့ဗောနော်အသက်60ရွယ်တွေရောနော်နေ့တစ်လုံးတောက်ချင်အားဖြင့်သူတို့တွေနာကျင်ကြိုက်ခဲနေတဲ့အရာကနေစားပြီးတော့ကြောနဲ့ပတ်သက်တဲ့အောက်နောက်ကနေပတ်သက်တဲ့အရာတွေကိုခဏခဏမေ့တတ်တဲ့သူမျိုးတွေဆိုရင်လည်းပို့ပြီးတော့တောက်တင်ပါတယ်ရှင်အဲဒီတော့ဖိုးဖွားတွေလည်းပေါ့နော်ဒါလူတိုင်းဖိုးဖွားကနေစအသက်10နှစ်ကနေသက်60ထိပေါ့နော်တောက်တုံလို့ရပါတယ်ရှင်ဖိုးဆိုတဲ့ပစ္စည်းလေးကိုပေါ့နော်ကျမရင်းနဲ့ပတ်သက်တဲ့အာဟာရပစ္စည်းကိုတောက်ချင်အပြင်ဘာအတွက်တောင်းတာလဲဘယ်လိုလူမျိုးတောက်ရတာလဲဘယ်လိုမျိုးတောက်ရလဲဆိုတော့ညီမကညဝယ်ပြီးဆိုတော့အားလုံးပဲသိပြီးဆိုတော့ညီမတို့မဖြစ်မနေတောက်ဖို့လိုအပ်ပါတယ်ရှင်တစ်နေ့တစ်လုံးတောက်ဖို့တော့မမေ့ပါနဲ့ရှင်Pro လေးကိုစောင့်ထားပါရှင်အကောင်းဆုံး Pro ကိုတောက်လိုက်ပါရှင်